ကြတယ်အားလုံးမိတ်ဆွေနေ့တိုင်းပဲသတိရတယ်လေကျုပ်တို့မျိုးမှာအသင်းသားများတွေတောင်ရိုးတာစကိုင်းဘက်မှာနေကြမှာကြရဲ့လားလို့မျိုးမမဝဲရွှေမတို့မေးလိုက်တန်တွေဟောကြမှာကြပါရဲ့လို့ကျွန်တော်တို့မျိုးမမောင်ဝဲရွှေမတို့မေးပြောလိုက်ပါလေစကိုင်းမှာပဲစိတ်ကဆွဲနှပ်ပြေတခါတလေတော့မျောမှန်းလွမ်းမဲ့တွေဝေးပြန်ញင်စောတွေရောက်ရှင်စောနဲ့စိတ်စောလို့လာနေအခါတော့ရောက်ချိန်နီးလို့လာပဲတော်မမနမတို့ရဲ့အသေးဆွဲချင်မေဆွဲခိတာခွဲလို့နေအခါတော့ရောက်ချိန်နီးလို့လာပဲတော်မမနမတို့ရဲ့အသေးဆွဲချင်မေဆွဲခိတာခွဲလို့နေမြို့မနဲ့အတူတကွလိုက်ပါ